안녕하세요. 이카리입니다. 지금 말로 제가 코리아 자리라는 니아마 동윈의 앱리네 버터비요 honest review를 해보다 보면 다 솔루션이 살아있잖아요. 처마 앱리아저로 제가 하나하나 recommend 비니자ဖြစ်တဲ့ fanpix 앱리 번호. fanpix 앱리마 제가 바리 바윈다래 저로 제로 basicပိုင်းကနေ စပြီးတော့ topic ပိုင်းထိကို ကြိုက်တာ ကိုယ့်ရဲ့ level နဲ့ ပတ်သက်ပြီး စိတ်ကြိုက်လေ့လာလို့ရတယ် အဲ့တော့ဒီ fanpage app ထဲမှာ cherry ဘာတွေလေ့လာလို့ရလဲဆိုတော့ basic ကနေစပြီးတော့ topic သမားတွေထိကိုယ့်ရဲ့ level နဲ့ like လေ့လာလို့ရတယ်အခုမှကိုရီးယားစာကိုစပြီးတော့လေ့လာခြင်းတဲ့သူတွေအတွက်လည်း cherry game လေးတွေထည့်ထားပေးရပေါ့နော် game လေးကနေတစ်ဆင့်ကိုရီးယားစာရေးသွင်းဖို့အတွက်လေ့လာလို့ရတယ်အဲ့တော့ basic သမားတွေအတွက်ဆိုလို့ရှိရင်တော့ cherry တို့ကိုသူကနေပြီးတော့ အော်ဟီတွေပြီးတော့ move pop တွေ level အလိုက်ထားပေးထားတယ်ပေါ့နော် ကိုယ့်ရဲ့ level လိုက်ညီပြီးတော့လေ့လာလို့ရတယ်အဲ့ဒါတွေအပြင်ဘာလေးတွေပါထားပေးထားရလဲဆိုတော့ cherry စစ်ကြီးရေးတဲ့နေရာမှာအသုံးပြုလို့ရနိုင်မယ်မူညောင်းလို့ခေါ်တဲ့ဒီဝက်ကြပုံစံတွေပေါ့နော်ဝက်ကြဖွဲ့တဲ့ပုံစံလေးတွေပါသူကတစ်ခါတည်းထည့်ပေးရတယ်ပေါ့နော်အဲ့ဒါတော့ cherry basic ပိုင်းမှာလေ့လာလို့ရတယ်နောက်တစ်ခု cherry topic ပိုင်းသမားတွေ topic 1 topic 2 ဖြည့်မဲ့သူတွေအတွက်လည်းသူလေ့လာလို့ရနိုင်မယ်မိကုန်းပုံစံဟောင်းလေးတွေကိုသူကထည့်ပေးထားတယ် app ထဲမှာ premium လို့ပဲနဲ့ကြော်ညာ9စက္ကန့်ကြည့်လိုက်တာနဲ့ charity သင်ခန်းစာတွေလေ့လာလို့ရတယ်ပေါ့နော်အဲ့တော့သင်ခန်းစာတွေမှာ charity ခုနမိကွန်းဟောင်းလေးလေ့ကျင့်လို့ရသလိုဗီဒီယိုလေးတွေလည်းကြည့်ပြီးတော့ charity လေ့လာလို့ရတယ်ပေါ့နော် topic ပိုင်းဆိုလို့ရှိရင် charity topic 1ကနေ level 4 ထိကိုရှင်းပြချက်ကလေးတွေပါပြီးတော့ charity basic ပိုင်းမှာဆိုလို့ရှိရင်လည်း charity စကားပြောလေးတွေနဲ့ပတ်သက်ပြီးတော့ charity လေ့လာကြည့်လို့ရတယ်ပေါ့နော်basic ပိုင်းမှာဆိုလို့ရှိရင် reading ပိုင်း listening ပိုင်း cherry video လေးတွေနဲ့လေ့ကျင့်လို့ရအောင်ထားပေးထားတယ်ပေါ့နော်အဲ့တော့ premium ဝယ်ကြမလို့ပဲနဲ့ cherry ကြော်ညာ9စက္ကန့်ကြည့်လိုက်ရုံနဲ့ cherry ကိုရီးယားစာလေ့လာလို့ရပါပြီ highly recommend ပေးပါတယ်တကယ်လေ့လာလို့ကောင်းတဲ့ app လေးဖြစ်ပါတယ် cherry ကိုယ်တိုင်နဲ့သုံးရတဲ့အတွက်ကြောင့်မလို့ recommend ပေးပါတယ်အဲ့တော့ကျွန်တော်နောက် app တစ်ခုကိုသွားမယ်ပေါ့နော်နောက် app ကကျတော့ဘာလေးလဲဆိုတော့ lingogear ဆိုတဲ့ app လေးအဲ့တော့သူ့မှာက cherry တို့ဒီဘာလေ့လာလို့ရရလဲဆိုတော့ဒီ level 1ကနေ level 3 ထိလေ့လာလို့ရမယ် basic ခုမှစပြီးလေ့လာမဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူ့မှာတစ်ခုအဆင်မပြေတာကသူက cherry တို့ကို move pop ပိုင်းတွေကိုကြတော့ဘယ်လိုလေးရှင်းပြထားရလဲဆိုတော့စာကြီးတက်တက်ပဲရှင်းပြထားတယ်ပေါ့နော်စာကြီးတက်တက်ပဲရှင်းပြထားတဲ့အတွက်ကြောင့်မလို့တခါလေကြားလို့ရှိရင်ကိုက sub study လုပ်တဲ့သူတွေဆိုလို့ရှိရင်ဒီစာကြီးတွေကိုကိုယ့်ဘာသာကိုလိုက်ဖတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းတော့အခက်တွေ့နိုင်တယ်ပေါ့နော်အဲ့တော့ move pop ပိုင်းနဲ့ဆိုလို့ရှိရင်တော့ share ဒီ app ကို recommend ပေးဘူးဒီတိုင်းရိုးပုံမှန်ဒီ အော်ဟီလေးတွေလေ့လာမယ်စာကြောင်းလေးတွေလေ့လာမယ်ဆိုလို့ရှိရင်တော့ဒီ app ကို recommend ပေးတယ်သူက level 1ကနေ level 3 ထိထားပေးထားရပေါ့နော်အဲ့တော့နောက် app တစ်ခုကိုrecommend ပေးမယ်နောက် app ကကြောက်ချေ Pubsu ဆိုတဲ့ app လေးပေါ့နော်ဒါကတော့အင်္ဂလိပ်စာလေ့လာတဲ့သူတွေရဲ့ဂျာမာရေးပန်းစားတဲ့လူပြောများတဲ့ app လေးတစ်ခုပေါ့နော်အဲ့တော့သူ့မှာအင်္ဂလိပ်စာပြင်ကိုချေတို့ကိုရီးယားစာနဲ့ပတ်သက်ပြီးတော့လည်းလေ့လာလို့ရပါသေးတယ်ကိုရီးယားစာမှာကသူကကြတော့တခြား app တွေထက်စားလို့ရှိရင်သူကပေးကြတဲ့သင်ခန်းစာတွေကအတော်နည်းတယ်ကိုရီးယားစာမှာသူက A1 ကနေပြီးတော့ဒီ A2 level နှစ်ခုပဲရှိရပေါ့နော် A1 ရဲ့ A2 ရဲ့ဆိုပြီးနှစ်ခုပဲရှိတယ်အဲ့တော့ဒါက A1 A2 ဆိုလို့ရှိရင်ဒါ level 1ဆင့်ပဲရှိရမှာလေဟုတ်ပြီနော် level 1 2အဆင့်တော့မရောက်သေးဘူး level 1 to 1 1 to 2အဆင့်လောက်ပဲရှိသေးမယ်အဲ့တော့ကိုကအခုမှစပြီးတော့ကိုရီးယားစာကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ဒီ app ကိုသုံးလို့ရတယ်ဒါပေမဲ့တိတ်ပြီးတော့မစုံဘူးပေါ့နော်တိတ်ပြီးတော့ share comment ပေးခြင်းဘူးအဲ့တော့နောက် app တစ်ခုကိုပြောပြပေးနောက် app ကကျတော့ Thida ဆိုတဲ့ app လေးပေါ့နော် Thida ဆိုတဲ့ app မှာ cherry တို့ကဘာလေ့လာလို့ရရလဲဆိုတော့မာရာဂီပိုင်းပေါ့နော်စကားပြောပိုင်းနဲ့ cherry လေ့လာလို့ရတယ်သူကကြတော့ cherry တို့ဘာလေးနဲ့လေ့လာလို့ရရလဲဆိုတော့တစ်နေ့ကိုတော့လေးတစ်ချောင်းပေးတယ်အဲ့ဒီတော့လေးကိုသုံးပြီးတော့ cherry တို့အခန်းလေ့လာလို့ရတယ်ပေါ့နော်ဒီမှာတော့ပါလာတဲ့ဟာလေးတွေဆိုလို့ရှိရင် cherry တို့တော့နဲ့ဖွင့်ပြီးတော့အဲ့ဒီဟာကိုလေ့လာလို့ရတယ်ဒီလိုတော့မပါတဲ့ကောင်တွေကကြတော့ cherry တို့ကိုဒီတော့ခတ်ထားတဲ့ဟာတွေတော့ခတ်ထားတဲ့ပုံစံကကြတော့ cherry လေ့လာလို့မရဘူးအဲ့ဒါ premium ဝယ်မှာပေါ့နော်အဲ့တော့သူကတပုတ်ပြီးမှတပုတ်ပွင့်တယ်ကိုတပုတ်ဒီတော့ဖွင့်ထားတဲ့ကောင်လေးကိုလေ့လာလို့ပြီးသွားမှနောက်ထပ်တပုတ်သွားဆက်ပြီးတော့ဖွင့်တယ်ပေါ့နော်သူကကြတော့ premium ဝယ်ထားလို့ရှိရင်တော့အဆင်ပြေပါတယ်သူက premium ကတော့တကယ်ဝယ်ရတာထိုက်တန်မယ်လို့တော့ထင်ပါတယ်သူက cherry တို့ကိုဘယ်လိုလေ့လာပေးရလဲဆိုတော့မာရာဂီအပြောပိုင်းလေးတွေကို cherry တို့ဒီလို video လေးနဲ့ cherry တို့တင်ပြပေးရပေါ့နော်
သူ့မှာ premium ဝယ်ထားလို့ရှိရင်ဒီမှာ level free ကကြတော့ချေဘာတွေပဲရလဲဆိုတော့အခြေခံပိုင်းနဲ့ပဲရတယ်ပေါ့နော်အခြေခံဒီခန္ဓာတာ power ဒီ consonant တွေလေ့လာတဲ့ဟာတွေဘီးတွေတိုင်းလေ့လာတဲ့ဟာတွေဆိုရင်တော့ချေတို့ကို free ပေးရတယ်ပေါ့နော်အဲ basic ပိုင်းပုံမှန်ဒီ basic ပိုင်းအခြေခံစကားပြောတန်းလေးတွေကြတော့သူကကြတော့ premium ဝယ်မှာပဲရမယ်အဲ့တော့ကွာ premium ဝယ်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း premium ဝယ်ရတာထိုက်တန်တဲ့ app လေးပေါ့နော် recommend ပေးပါတယ်လေ့လာကြည့်ကြပါစကားပြောပိုင်းအတွက်ချဲတို့ပို့ပြီးလေ့လာလို့ကောင်းတယ်ပေါ့နော်အဲ့တော့ချဲနောက် app တစ်ခုကိုဆက်သွားကြမယ်နောက် app တစ်ခုကကြတော့ easy korean ဆိုတဲ့ app လေးပေါ့နော်အဲ့တော့ easy korean ဆိုတဲ့ app ဆိုပေမဲ့သူကကြတော့ net level မြင့်တဲ့အချိန်မှာပါတယ်ဘာလေးလာလေးရှိတာလဲဆိုတော့သတင်းတွေလာလေးရှိတယ်ချဲတို့ဒီ topic ဖြည့်တဲ့အခါကျလို့ရှိရင် topic ပိုင်းမှာသတင်းတွေသတင်းကောင်းစင်တွေချဲတို့ဖြည့်ရတာရှိရပေါ့နော်အဲ့ဒီအတွက်ချဲတို့အထောက်အကူဖြစ်အောင်သတင်းလေးတွေဖတ်ကြည့်လို့ရတယ်ဒါပေမဲ့တအားမြင့်တဲ့သတင်းတွေလာတဲ့အတွက်ကြောင့်မလို့အနေနဲ့ထားရမယ်ပေါ့နော်အခုမှစပြီးလေ့လာမယ်သူရဲ့အတွက်ဆိုလို့ရှိရင် share comment မပေးဘူးကိုရစာကိုလေ့လာနေတာ level တစ်ခုလောက်ရှိနေပြီ level 3 4 5လောက်ရှိနေပြီဆိုလို့ရှိရင်တော့ဒီဟာလေးကိုလေ့လာပြီးတော့သတင်းတွေကနေတစ်ဆင့် share တို့ကိုရစာလေ့လာလို့ရတယ်ပေါ့နော်သတင်းတွေဖတ်ကြည့်ပြီးတော့ကိုရစာလေ့လာလို့ရတယ်နောက် app တစ်ခုကိုဆက်သွားမယ်ပေါ့နော်နောက် app တစ်ခုကကြတော့ Pingo AI လို့ခေါ်တယ်ပေါ့နော်ဘယ်အတွက်အကြီးကသုံးလို့ရတယ်လဲဆိုတော့ချဲတို့မာရာဂီပိုင်းအတွက်ချဲတို့အကြီးကသုံးပြုလို့ရတယ်စကားပြောလေ့ကျင့်လို့ရတယ်စကားပြောပိုင်းကိုမှလုံးဝကို AI နဲ့စကားပြောနေတယ်လို့မထင်ရလောက်အောင်ကိုယ့်ရဲ့ရှိမှဆီယာမတယောက်နဲ့ကိုနဲ့ဆွေးနွေးနေတယ်လို့ထင်ရလောက်အောင်ကို AI ကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်စကားပြောလေ့ကျင့်ရတာအတော်လေးကောင်းတယ်အကယ်၍ကိုကလူကြောက်တယ် introvert ကြောက်ဖြစ်တယ်ကိုရီးယားလူမျိုးတွေနဲ့စကားအခုမှစပြီးပြောရမှာကြောက်တယ်ဆိုလို့ရှိရင်ချေ AI လေးတွေနဲ့စပြီးစကားပြောကြည့်ပေါ့နော်Pingo AI ကကြတော့တစ်ချက်ဒီ personal ရဆိုလို့ရှိရင် personality ရဆိုလို့ရှိရင် ChatGPT ချက်ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ChatGPT ကကြတော့တစ်ခါတလေကြားလို့ရှိရင်ဘယ်လိုဖြစ်တာလဲဆိုတော့လုံးဝ AI ကြီးကကိုယ်စကားပြောနေတာလုံးဝသိတာနေတာဒီအားကျတော့အဲ့လိုမဟုတ်ဘူး role play လည်းလုပ်လို့ရတယ်ဆီယာမတယောက်အနေနဲ့ကိုယ်စာရှင်းပြပါဆိုပြီးတော့ prompt လေးထည့်လိုက်မယ်ဆိုလို့ရှိရင်သူကနေပြီးတော့ဆီယာမတယောက်ကနေပြီးတော့ကိုယ်တကယ်ကိုစာရှင်းပြနေတဲ့ပုံစံအတိုင်းသင်ပေးပဲပေါ့နော်ပြီးတော့တကယ်ချင်းပုံစံလိုမျိုးစကားပြောပေးပါဆိုလို့ရှိရင်လည်းပြောပေးတယ်ပြီးတော့တခြား prompt တွေပေါ့နော်ဒီနေ့တော့ဒီတချင်းအကြောင်းပြောကြမယ်အဲ့ဒါလေးနေလိုက်လို့ရှင်နှစ်ယောက်နဲ့တယောက်တငယ်ချင်းတချင်းတွေအကြောင်းဆွေးနွေးနေတာဖြစ်သွားမယ်ပေါ့နော်အဲ့လိုကိုကြိုက်တဲ့ role play ပုံစံလေးလုပ်ပြီးတော့ AI နဲ့စကားပြောကြည့်လို့ရတယ် ChatGPT ချက်စားလို့ရှိရင်အတော်လေးကိုစကားပြောတဲ့နေရာမှာတကယ်ကိုပြည်ပြစ်တယ်လို့ထင်တယ် ChatGPT လုံးဝ AI ကြတယ်သူကတခုမကောင်းတာကျတော့ premium ဖြစ်နေတယ်ပေါ့နော် premium ဖြစ်နေတဲ့အတွက်ကြောင့်မလို့ချယ်တို့တွေကfree အနေနဲ့ဆိုလို့ရှိရင်ချယ်တို့ကိုအကောင့်ဖွင့်ချင်း9မိနစ်ပေးတယ်အပြောထုတ်တဲ့အချိန်တုန်းကဆိုလို့ရှိရင်ဘယ်နှမိနစ်ပေးရလဲဆိုတော့3မိနစ်ပေးတယ်ပေါ့နော်3မိနစ်တွင်သူနဲ့စိတ်ကြိုက်ပြောလို့ရတယ်ပြီးတော့ကိုယ့်ရဲ့ဒီလေယူလေသိမ့်နေ fluency တွေ pronunciation တွေကိုသူကနေပြီးတော့အကဲဖြတ်ပေးရပေါ့နော်အခုနောက်ပိုင်းကကျတော့3မိနစ်ကနေပြီးတော့9မိနစ်ချီတိုးပေးထားတယ်အဲ့ဒါ free ရတာပေါ့နော်တစ်ခါပဲပေးတယ်တစ်ခါပဲပေးတယ်နောက်ထပ်ကိုကလေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့နောက်ထပ်လေးလာခြင်းလို့ရှိရင်တော့ premium ပေးပြီးတော့ဝယ်ရတယ်ပေါ့နော်ကိုကpremium တက်နိုင်လို့ရှိရင်တော့ဝယ်ပြီးသုံးတာပို့ပြီးတော့ကောင်းတယ်မာရာဂီပိုင်းကလုံးဝကိုအထောက်အကူဖြစ်စေပါလိမ့်မယ် premium မတက်နိုင်ဘူးဆိုလို့ရှိရင်ချဲတို့ ChatGPT နဲ့တွားပြီးတော့စကားပြောလေးလာကြည့်လို့ရတယ် ChatGPT ကကျတော့ချဲတို့တစ်နေ့ကို10မိနစ်ကိုရီးယားစာပြောလို့ရတယ်ပေါ့နော်10မိနစ်ကြော်သွားလို့ရှိရင်တော့သူက standard voice ဖြစ်သွားလိမ့်မယ်အင်္ဂလိပ်အတန်ဖြစ်သွားလိမ့်မယ်ကိုရီးယားစာချဲတို့ထပ်ပြီးတော့ပြောလို့မရတော့အဲ့တော့ကိုက budget မတက်နိုင်ဘူး premium မတက်နိုင်ဘူးဆိုလို့ရှိရင်တော့ဒီ ChatGPT ကိုတွားပြီးတော့သုံးလို့ရတယ်အကယ်၍ကိုက premium ဝယ်ဖို့တက်နိုင်တယ်ဆိုလို့ရှိရင်တော့ Pingo AI ကလုံးဝ highly recommend ပေးပါတယ်